သမီးသားကိစ္စနဲ့မှုန်ပြီးကမူးချူတို့တိုက်ခိုက်လာတဲ့စီနီယာတန်းဘေ့စ်ဘောကစားသမားတွေကိုအန်ဆိုကပေါ့ပါစွာပြင်ညာပေးနိုင်ခဲ့ပါတယ်။ရန်ပွဲကြောင့်တိုးဘောပင်ထဲတဲ့အိတ်ကျုပ်ကြတက်လာသူအန်ဆိုကိုတယောက်ဖနက်နဲ့ချုပ်ပစ်ပါတယ်။ပြီးတော့ပြန်ကောင်းလာပြီးဖို့အမိတ်ပေးပြီးနာမည်ကိုမေးကဂတိထားနေဆိုတဲ့အကြည့်နဲ့ပြန်လွှတ်လိုက်ပါတယ်။တို့များလေး9မိနစ်လဲလို့မေးနေတဲ့နောက်ကဝင်လာတဲ့ရှင်ုံကခေါင်းကိုဖုံနဲ့စောက်ပြီးပြစ်ထုတ်လိုက်ပါတယ်။ပြီးတော့အဲ့ကောင်ပဲပါလဲလို့မေးတဲ့အခါအတိအကျအောင်စောင့်နေရမို့ဘောပင်နဲ့ထိုးဆိုင်လိုက်ပြီးလက်ဝဲထိုးတဲ့မင်းတို့တကယ်ချင်းဘယ်မှာလဲလို့ထပ်မေးပါတယ်။အမှုဖြစ်တဲ့နေ့ကအဲ့နေရာမှာသူတကယ်မရှိခဲ့ပဲတောင်ချမ်းတို့စီကဗီဒီယိုကိုသာကြည့်ကျင်းရလိုက်တဲ့ဝီရောင်းကချီအောင်ကိုတုတ်ပြန်ခဲ့ပြီးနင်းရအောင်တော့တဲ့အထိငါဖောက်မြင်နိုင်တယ်လို့ဆိုပါတယ်ဒီအချိန်ခေါင်းထဲရောက်လာတာကတွေ့အတိုင်းခါးကိုပြေးဖက်ကအသိယူလာတဲ့ကက်ကြီးနဲ့ထိုးပါတယ်ထိုးပေမဲ့ရှင်ဝင်းရဲ့အသွေးတွေကိုရိမ့်မိနေတဲ့ဆိုတဲ့ဝီရောင်းရဲ့ထိုးချက်တွေအောက်မှာ